ဒီပေါ့နော် တစီ ကားတစ်စီတွေပါတယ်စီးမယ်ပေါ့ ဈေးကပြန်ရင်တစီနဲ့ပြန်မယ် ပြန်မယ်တစ်စီနဲ့ပြန်မယ်ဆိုတော့တစ်စီတားမယ်ဆိုရင်ကားကိုဘယ်လိုဟိုတစ်စီကိုဘယ်လိုပြောရမယ်ပေါ့နော်ကျွန်တော်ဟိုနေရာလေးသွားမယ်အခုဆိုအုံနဲ့အုံရံပဲဖြစ်အဲ့ဒါကိုကိုနေတဲ့နေရာကိုဆိုင်းစီပဲဖြစ်သွားဖို့အတွက်တစ်စီသမားကိုဘယ်လိုပြောရမလဲ ဒီမှာတစီတွေကကြတော့ तू ကဟိုရက်ထားတယ်ဆိုရင်ပေါ့အဲ့မှာပြောလိုက်ဖိဝဒီครับတစီဝမ်းမိုက်ครับတစီအားလားပေါ့ဗျာတစီဝမ်းမိုက်ครับคุณไปบิ๊กซีครับบิ๊กซีအုံးရိုင်ครับဆိုရင်တော့အဲ့ဒါဆိုရင်ကားပေါ်တက်လိုက်ဆိုရင်သွားလို့ရအခုနောက်ပိုင်းကျတော့သူတို့ကကြတော့ဒီတစီသမားရဲ့ကြတော့2မျိုးရှိတယ်ပေါ့နော်မီတာနဲ့သွားတဲ့ကားတွေရှိတယ်လို့မီတာနဲ့မသွားတဲ့ကားတွေရှိတယ်အဲ့ဒါကိုကမစီးခင်မှာတတိချာလေးမေးဖေးပိုင်မီเตอร์ไหมไม่ไปมီเตอร์ไหมမီတာနဲ့သွားတဲ့ကားဆိုရင်တော့ तू ကโอเคครับไปมီเตอร์လို့ပြောတယ်တကယ်လို့မီတာနဲ့မသွားဘူး तू ကတကယ်လို့ကားစီးရဲဆိုရင် BC အောင်ရိုင်သွားမယ်ဆိုရင်ဘလောက်တောင်းနေဆိုရင်အဲ့ဒါကိုကပေးနိုင်တယ်ဆိုတော့ကိုစီးပေါ့နော်မပေးနိုင်ဘူးဆိုလဲကိုတခြားကားငှားစီးလို့ရပါတယ် โอเคပါဆိုတော့ဒီလောက်ပဲပေါ့ โอเคလာပါဘိုင်ဘာတွေသိချင်လဲဆိုတာကို comment ထဲမှာရေးလာပြီးပါနော်ကျေးဇူးများတင်ပါတယ်